ဒီကားတွေမှာအများဆုံးတွေ့မြင်ရတဲ့ EQ မှုဆိုတာဘာလဲ EQ မှုကဘယ်လိုမျိုးအသုံးပြုလို့ရလဲဆိုတာကိုဒီနေ့မှာအစောကပြသပေးပါမယ် EQ မှုဆိုတာက ကို speaker ရဲ့အတန်ထွက်ကိုအနှိမအလေမအမြင့်ဆိုပြီးစိတ်ကြိတ်ချိန်ပြီးနားဆင်လို့ရတဲ့ fashion key တစ်မျိုးဖြစ်တယ်အဲ့တော့ speaker တွေမှာအများဆုံးတွေ့မြင်ရတဲ့ EQ မှု၄မျိုးကိုဒီနေ့မှာအစောကပြသပေးပါမယ်နံပါတ်1 normal standard mode normal standard mode ဆိုတာက ကို speaker ရဲ့အတန်ထွက်ကိုလက်ရိုးညီထွေအောင်ထုတ်ပေးထားတဲ့အတွက်ဘယ်တရှိရဲ့မျိုးစားမဆိုစိတ်ကြိတ်နားဆင်လို့ရတယ်နံပါတ်2 bass mode bass mode ဆိုတာက EDM ပွဲတွေပါတီပွဲနဲ့ hip hop ပွဲတွေမှာအများဆုံးတွေ့မြင်ရပြီးတော့ bass တန်ပြင်းစားအမိုက်စားနဲ့အကျန်းစားတွေကိုထုတ်လုပ်ပေးတဲ့ equalizer မှုတစ်မျိုးဖြစ်တယ်နံပါတ်3 travel booking mode travel booking mode ဆိုတာက presentation top line နဲ့ cover sound တွေမှာအများဆုံးတွေ့မြင်ရပြီးတော့အတန်ကိုကြည်လင်ထူးခြားအောင်လှုပ်ဆော်ပေးတဲ့ equalizer မှုတစ်မျိုးဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ Robot Jazz Classic Mode Robot Jazz Classic Mode ကတော့ကိုယ့်ရဲ့တခြင်းအမျိုးစားလိုက်အတန်ထွက်ညီအောင် frequency balance တွေကိုချိန်ပေးတယ်အခုအစိုးပြပြပေးထားတဲ့ EQ မှုရဲ့အသုံးဝင်ပုံလေးတွေကိုနားလည်လောက်ပြီးထင်တယ်အဲ့တော့နောက်ထပ် speaker နဲ့ပတ်သက်ပြီးဘလို့အကြောင်းအရာလေးတွေကိုသိချင်သေးလဲဆိုတာ comment မှာရေးပေးခဲ့နော်